အလုံးမင်္ဂလာပါရှင်။ကျွန်မဒီနေ့ဖတ်ပြပေးခြင်းတဲ့စာအုပ်လေးကတော့ဆရာကျော်ဝင်းရေးသားထားတဲ့ပျောက်ဆုံးသွားသောမျိုးဆက်တစ်ခုအပိုင်း21အခန်း7အေးလိုက်ပါသွားသည့်ဘတ်စကားကြီးကိုဟိုးဝေးရှမ်းတောင်နန်းကြီးစီတရွေ့ရွေ့ထွက်ခွာသွားတော့ကျွန်တော်ရင်ထဲကအသေးနှလုံးတစ်စုံလုံးထုတ်ယူသွားသလိုဟာလာဟင်းလင်းဖြစ်ကြံရသည်တသက်လုံးတစိမ့်စိမ့်ကြည့်နေခြင်းနဲ့မျက်လာနေနဲ့တသက်တာဝေးရပါဘောလားဆိုတဲ့အသည့်နဲ့ရင်ထဲမှာတဆစ်ဆစ်နာကျင်နေသည်နောက်ဆုံးအချိန်လေးမှာတော့နှုတ်ဆက်ခွင့်မရလိုက်ပါလားဆိုတဲ့နောင်တစိမ့်နဲ့ကိုခွင့်မလွတ်နိုင်တော့အောင်လည်းဖြစ်မိသည်အေးကတော့သိမှာမဟုတ်ပါဘူးကျောင်းသားရေးရာဌာနနဲ့မျက်နှာချင်းဆိုင်အုပ်နေရဲ့နောက်မှာကျွန်တော်အစောကြီးကလေးကရောက်နေတာအေးကျွန်တော်ကိုရှာနေမှန်းလဲကျွန်တော်သိပါတယ်အေးကိုထွက်နှုတ်ဆက်ဖို့လဲအကြိမ်ကြိမ်စူးစမ်းခဲ့ပါသေးတယ်ဒါပေမဲ့ရှိပါစေတော့အေးရစ်ဆက်ရမခီးမှာအေးတယောက်လွတ်လွတ်လပ်လပ်ပေါ့ပါပါသာသွားစီချင်ပါတယ်ကိုလိုလူတယောက်တဲ့အေးဘဝမှာအနှောက်အယှက်ဟန်တာမဖြစ်စေချင်ပါဘူးဒါကြောင့်လဲအေးနဲ့ပတ်သက်တဲ့ဆန္ဒတွေအားလုံးကိုမျိုးချလိုက်ပါတယ်ဖြစ်နိုင်မယ်ဆိုရင်တော့ဘဝကိုအစကပြန်ဆလိုက်ချင်ပါရဲ့အေးအဲ့ဒီဘဝတည်းမှာကျွန်တော်ဟာဘာသာဆိုဘာသာမှမဖတ်တဲ့ကောင်ဘာတာဝန်မှမသိတဲ့ကောင်မရှိတဲ့ကောင်အေးကိုချစ်ဖို့ကလွဲလို့ဘာကိုမှစိတ်ဝင်စားတဲ့ကောင်မို့တွေးကြည့်ပြန်တော့လေဒီလိုဘဝမျိုးကျွန်တော်ပြောနိုင်မှမထင်ပြန်ဘူးအခုဒီစာကိုလည်းရေးတာရေးလိုက်ရတာအေးစီရောက်မရောက်မသေးကြဘူးအေးလေမရေရာမသေးကြမှုဆိုတာကျွန်တော်ဘဝအတွက်မဆန်းတော့ပါဘူးဘာပဲဖြစ်ဖြစ်ကျွန်တော်ကိုခွင့်လွှတ်ပါအေးကိုမျက်မျက်နှုံနှုံချစ်ခင်မိတဲ့အတွက်တစ်သက်လုံးတောင်းပန်နေရတော့မယ်တခါကအေးရဲ့မောင်ရင်ထဲရှိသမျှတွေချရေးလိုက်ရတော့စိတ်ထဲမှာပေါ့သွားသည်စာကိုတစ်ခေါက်ပင်ပြန်မဖတ်တော့ပဲစာအိတ်ကိုပိတ်ကာတစိတ်ကောင်းတက်နီးရာစာပုတ်ပုံးနဲ့ထည့်လိုက်သည်ဘာပဲပြောဘဝရဲ့အစိတ်ပိုင်းတစ်ရက်ကိုပုံမှန်ချလိုက်ရတော့မယ်ရှေ့လာမည်ခရီးတွင်အေးမရှိနိုင်တော့အေးနဲ့မတွေ့နိုင်တော့ဒီစာလေးနဲ့ပဲအေးကိုနှုတ်ဆက်ရပြီတော့မယ်ဒီနေ့ည8 နာရီသတင်းမှာပြီသူသတင်းတစ်ခုရလိုက်သည်ရန်ကုန်ရှိတက္ကသိုလ်တိုင်းကိုပညာရေးဝန်ကြီးလှည့်လည်ပြီးအဆောင်စရိတ်တိုးမြင့်ကောက်ခံရသည်ကိုရှင်းလင်းပြောပြမည်သတင်းရခင်ကအဆောင်စရိတ်မှာ58ကျပ်မြသာဖြစ်ရာယခုအခါ120ကျပ်ဖြစ်လာသည်8 နာရီသတင်းကျင်ညာပြီးကလေးကကျောင်းသားတွေမှဤသတင်းကိုသာတိုးတမျိုးကြဲတဖုံပြောဆိုဝေဖန်နေကြသည်အကြံဖြင့်ပြောရရင်အဆောင်စရိတ်တွေရုပ်ချီတိုးမြင့်ကောက်ခံလိုက်သည်ကိုဘယ်သူမှမကျေနပ်ကြကျောင်းသားအများစုမှာသခင်ကိုတော်မိုင်းကိုသာမသိကျင်မသိမီအဆောင်စရိတ်တိုးကောက်သည်ကိုမူဘယ်သူမှကျေနပ်ကြမည်မဟုတ်အခုမှပဲကျောင်းသားတို့၏ဒေါသကိုစွပေးနိုင်သည့်တိုက်ကွက်ကိုတွေ့ရတော့တယ်သူ့ရင်နဲ့အေးမရှိတော့58ကျပ်မှ120ကိန်းဂဏန်းတွေသာရှိတော့သည်ရည်ရွယ်ချက်ကပါလေကျောင်းသားတွေပညာဆက်မသင်နိုင်အောင်အထူးသဖြင့်အဆောင်ဆက်မနေနိုင်အောင်ရည်ရွယ်ရင်းဖြစ်နိုင်သည်ကျောင်းသားတို့ကြောင့်လှုပ်ဝဲဖြန့်ချီရမည့်ကြော်ညာချက်အတွက်စာသားစီရင်ကဘောဒီကုန်းသို့ကူရောက်သွားသည်သူရောက်သွားတော့လူစုံတက်ဆုံရှိနေပြီမြအောင်နဲ့မိုးဝင်းတို့လည်းရောက်နေပြီထုံးစော်နဲ့အောင်မြင့်တို့လည်းရောက်နေကြသည်တန်တော့သူတို့လည်းသတင်းကြားပြီးစုမိကြဟန်တိုးသည်ဟာလူစုံတက်ဆုံပါလားကွာဟုတ်တယ်ရှင်နာရီသတင်းနားထောင်ပြီးခဲ့ကခမ ्या ကိုစောင့်နေကြမောင်ကျောင်းကအားလုံးကူစားသူ့ကိုပြောပြသည်အေးငါလည်းနားထောင်ရတယ်စာတစောင်ရေးပြီးမင်းတို့စီထွက်လာခဲ့တာသူကစာတစောင်ဟူ၍သာတမန်ပြောပြီးဘသူစီတို့မပြောဒါကိုထွန်းစော်ကတိတ်ကျေနပ်ဟန်မတူဒီလောက်အရေးကြီးတဲ့အချိန်မှာဒီစာကိုဘာကြောင့်အရေးတကြီးရေးနေရတာလဲထွန်းစော်ကလေတံတင်းနှင်းမြင့်သူ့ကိုမေးခွန်းထုတ်ဘာစာလဲဘသူစီလဲဘာအရေးတကြီးပြောစရာရှိလို့လဲသူတစ်ချက်ရေးလိုက်သည်မင်းတို့အတွက်တော့အရေးမကြီးပါဘူးငါအတွက်တော့အရေးကြီးတယ်ထားပါတော့လေတို့ဘာဆက်လုပ်ကြမလဲအဲ့ဒါတိုင်ပင်ရအောင်ဒီမာရင်မိုးဝင်းကဝင်ပြောသည်အခုလေးတင်သတင်းတစ်ခုရလို့ကျွန်တော်တို့ရောက်လာတာဗျဟုတ်လားဘာသတင်းလဲမနေ့ပြန်နေ့လေတနာရီမှာပညာရေးဝန်ကြီးကကျောင်းသားရည်နဲ့တွေ့မယ်တဲ့မနေ့ကမှရန်ကုန်ကျောင်းသားရည်နဲ့တွေ့တယ်မနေ့ပြန်ကမန္တလေးကျောင်းသားရည်နဲ့တွေ့မယ်ဆိုတာဒီမှမြန်လိမ့်မည်မထင်သတင်းကတော့သတင်းကောင်းပဲဗျဘာ
ဘာပဲပြောမနှက်ပြန်ပွဲတော့ကျွန်တော်တို့အားလုံးတက်မှာထင်တယ်။ကျောင်းသားတွေရဲ့အခြေအနေလဲစနေနာနိုင်တာပေါ့။အောင်မြင့်ကဝင်ပြောသည်။အောင်မြင့်မှာထွန်းစော်တငယ်ချင်းပုံမှန်ဆိုရင်စကားနည်းအခုလိုဝင်ပြောသည်ကသူတလေးတစ်နှစ်စဉ်းစားပြီးစိတ်ပါလက်ပါပြောချင်းဖြစ်နိုင်သည်။ဟုတ်တယ်ကိုအောင်မြင့်ပြောတာမှန်တယ်။နှက်ပြန်မှာတို့အားလုံးဝင်ကြီးပဲတက်ကြမယ်။ဝင်ကြီးဘာပြောမလဲကျောင်းသားတွေဘာပြောမလဲနားထောင်ကြမယ်။ပြီးမှဘာဆက်လုပ်တင်နေဆိုတာဆုံးဖြတ်ကြမယ်။ဘယ်နဲ့လဲ။သူ့စကားကိုအားလုံးကလက်ခံကြသည်။ရောက်တဲ့ရာပြောဆိုကြပြီးမကြခင်မှာပဲလူစုခွဲလိုက်ကြသည်။သူညအတွက်တော့သူအိမ်မက်ပြန်ပြေဒီမှာပဲအိတ်လိုက်သည်။နောက်တနေ့နေ့လဲမန္တလေးတက္ကသိုလ်အင်းဝခမ်းမရောက်တော့ပွဲကစနေပြီ။ဝင်ကြီးလဲရောက်နေပြီဟုသိရသည်။ကျောင်းသားတွေမှလည်းခမ်းမပင်မဆန်းကော်ရီဒါတိုင်းတွင်လူပြည့်နေသည်။ပြောရရင်ကော်ရီဒါသာမကအဆောင်ပြင်မဲ့တစ်ပင်ရည်များတွေမှာကျောင်းသားတွေအပြည့်အသိရှိနေသည်။သူနှင့်မောင်ကျောင်းတို့လည်းဘလို့မှခမ်းမတဲ့ဝင်မရတော့၍ကော်ရီဒါဂွေးတစ်ခုတွင်သာနေရာယူလိုက်ရသည်။အပြင်ကနေပဲဝင်ကြီးပါပြောတယ်ကျောင်းသားတွေပါပြောတယ်ကိုနားထောင်ရပြီးတော့။တမထဲမှာစကားသံတွေမှာအပြင်သို့ပြန့်လာသည်။ပညာရေးဝင်ကြီးစတင်စကားပြောနေကြပြီ။ကျောင်းသားအလုံးမှာတုံမြမလို့ဝင်ကြီးပြောသမျှကိုတစ်ချက်မှမလွတ်အောင်နားဆိုင်ထောင်နေဟန်ရှိသည်။အခုအတိုင်းသာကျောင်းသားတယောက်ကို58ကျပ်နှုန်းနဲ့ဆက်ထားမယ်ဆိုရင်ကျောင်းသားတယောက်ကို3ကျပ်နှုန်းရှုံးနေတယ်။ဒါကြောင့်လဲမလွဲမရှောင်သာလို့အဆောင်စည်းကိုတိုးမြင့်ကောက်ခံလိုက်ရတာပါ။ဒါပေမဲ့တစ်ဖက်ကလည်းကျောင်းသားတွေမနစ်နာရအောင်ပညာသင်ထောက်ပံ့ကြေးကိုတိုးမြင့်ပေးဖို့အစီအစဉ်ရှိပါတယ်။ဝင်ကြီးစကားပြောပြီးသည်နှင့်အကြတမ်းမီမကြားရအောင်ခိတ္တမြတိတ်ဆိတ်သွားသည်။သို့တော့ခဏမျှသာတိုးနှင့်ပြောဆိုဆွေးနွေးတန်သည်တဖြည်းဖြည်းကျဲလာသည်။ပြောစရာရှိရင်ပွင့်ပွင့်လင်းလင်းတက်ပြောကြပါ။စူညံမလုပ်ကြပါနဲ့။ပေါမောက်ခကျုပ်လားဆရာတယောက်လားမသိခက်မခက်ဆက်ပြောလိုက်သည်။ကျွန်တော်ပြောစရာရှိတယ်ဆရာ။ကျောင်းသားတယောက်ရဲ့အတန်ကိုစူးရှာကြားလိုက်ရ။ပြောနာမည်နဲ့အတန်းကစပြော။စောကပေါမောက်ခကျုပ်လားဆရာလားမသိသူရဲ့ခက်ခက်ဆွာအတန်ကိုထက်ကြားရသည်။ဟုတ်ကဲ့ပါဆရာ။ကျွန်တော်ချစ်တော်မှာတတိယနှစ်ဓာတုဗေဒကျောင်းသားပါ။သူတို့ရှိနေသောနေရာမှာလူကိုမမြင်ရတော့လဲချစ်တွန်းဆိုသူကိုတော့စိတ်ဝင်စားသွားသည်။ထိုသူကပြောစရာရှိတာကိုဆက်ပြောသည်။တထုတန်ပါသောသူ့အတန်ကအင်းဝခမ်းမဝင်းကျင်တွင်ပဲ့တင်ထန်ကျွန်တော်ကျောင်းသားတွေကိုအခုလိုတကူးတကလာရောက်ရှင်းပြတဲ့အတွက်ပညာရေးဝန်ကြီးကိုကျေးဇူးတင်ရှိပါကြောင်းဥစွာပြောကြားလိုပါတယ်။အခုနှုံနိုင်58ကျပ်နဲ့ဆက်ကျွေးရင်လက်ရှိကုန်စည်နှုန်းအရကျောင်းသားတယောက်ကို3ကျပ်ရှုံးတယ်လို့သိရပါတယ်။ဟုတ်ပါပြီ။အဲ့ဒီရှုံးတဲ့3ကျပ်ကိုဖြည့်လိုက်60ကျပ်ပေါ့။ထားပါ80ကျပ်အထိတိုးကျွန်တော်တို့လက်ခံနိုင်ပါတယ်။အခုဟာ120ကျပ်အထိတိုးလိုက်တာကိုတော့ကျွန်တော်တို့ဘလို့မှနားမလည်နိုင်ပါဘူး။ဟုတ်တယ်ကျောင်းသားတို့ရဲ့ထောက်ခံတန်ကြီးကကြောက်ခမန်းလေးထွက်ပေါ်လာသည်နောက်ထပ်ကျောင်းသားတယောက်ထွက်လာပြန်သည်ကျွန်တော်တင်မြင့်မှာစတုတ်တာနဲ့ပထဝီကပါအခုလောလောဆယ်ရွှေပြည်အေးမှာနေပါတယ်အဆောင်ကြီး120တိုးမယ်ဆိုရင်တော့အဆောင်မှာဆက်မနေနိုင်တော့ပါဘူးအပြင်ဆောင်ငားနေဖို့ဆိုရင်လည်းဘလို့မှမတက်နိုင်တာမို့ကျောင်းမှာထွက်ရပါတော့မယ်ကျွန်တော်လိုလူတွေအများကြီးရှိတယ်ကျွန်တော်တို့အတွက်ဆရာတို့ဘာများလုပ်ပေးနိုင်မလဲဘလို့အကူအညီပေးနိုင်မလဲသိခွင့်ရှိရင်သိကြပါရဲ့ဆရာဟုတ်တယ်မှန်နဲ့တခုခုဖြည့်ရှင်းပေးပါပုံမူကျဲလောင်သောအတန်ကြီးဟိမ့်ထွက်လာသည်ဆရာတွေဘက်မှဘာတမ်းမှမကြားသူတို့လည်းဘာပြောလို့ပြောရမှန်းသိကြဟန်မတူကျောင်းသားများဘက်ကမှတယောက်တစ်ပေါက်နဲ့အတန်မျိုးစုံထွက်လာသည်ကျောင်းသားတွေကိုကျောင်းထွက်စေချင်တာလားဟုတ်တယ်ကျောင်းသားတွေကိုအဆောင်မထားစေချင်တာလားဟုတ်တယ်တုတ်တို့အားလုံးအဆောင်မနေတော့ဘူးဆိုရင်ခမားတို့သဘောကျမှာမဟုတ်ဘူးလားဟုတ်တယ်ကျောင်းသားတို့ကိုဘလို့မှထိန်းလို့မရတော့ကြွေးကြော်တန်းတိုင်တလို့ဖြစ်လာသည်ဒီတိုင်းဆိုပွဲပြက်ပြီးတော့မည်ထိုစဉ်ခိုက်မှာပင်စူးဝါအတန်ကြီးစောင်းထွက်လာသည်အားလုံးငြိမ်ငါလဲတစ်ချိန်လုံးကကျောင်းသားကောင်းဆောင်ပဲကွာမင်းတို့ဘာဖြစ်ချင်တာလဲတယောက်ချင်းပြောစီးနဲ့ကန်းနဲ့ပြောအပြင်မှကျောင်းသားတွေပါကော်ရီတာပေါ်ရောက်လာသည်
အဲ့ဒါမော်ကွန်းထိန်တယောက်ကဝင်ပြောသည်သူတို့ကတော့ဘာမှမမြင်ရကော်ရီတာမှကျောင်းသားတွေပါခမ်းမာတဲ့စုပြုံဝင်လာကြသည်စောစောကငြိမ်သက်နေသောမြင်ကွင်းမှာစုညံတန်တွေလွှမ်းလာသည်ဝင်ကြီးအပါဝင်ဆရာတွေအားလုံးရှေးပေါက်မှထွက်သွားကြသည်ကျောင်းသားများ၏မကြေမနက်ပြောဆိုတန်ကြားမှတော်တော်နှင့်မစဲသူနှင့်မောင်ကျောင်းမှာကျောင်းသားအုပ်ကြီးကိုမနှဲတွန်းထိုး၍ထွက်ခဲ့ရသည်ရေနီမြောင်းမေးလက်ဖေးဆိုင်ရောက်တော့သူတို့တစ်ဖွဲ့လုံးရောက်နှင့်နေပြီသူတို့တွေမှာစောစောကမြင်ကွင်းကိုစမြုပ်ပြန်လို့ကောင်းစေလက်ဖက်ရည်ပကံလုံးထဲတွင်မုံတိုင်းထန်နေကြသည်ငါတော့တခါတည်းတန်းစုပြီးထင်းနေတာပထမဆုံးကြားလိုက်ရသည်ကမျိုးသိန်း၏အတန်မျိုးသိန်းမှာနိုင်ငံရေးတွေပါပြီးစိတ်ဝင်စားမှုမရှိသားတော့လေပွဲစုဖို့တော့ဝါသနာပါသည်ပွဲစုတိုင်းကြောင်းပိတ်နေကြဆိုတော့သူပြောတာပေါ့မြအောင်နဲ့မိုးဝင်းကြားထိုင်နေတဲ့လူကိုတော့သူမသိလူစိမ့်ဖြစ်လိမ့်မည်ဒါကိုရိပ်မိရန်ရှိသောမြအောင်ကသူ့ကိုလှမ်းခေါ်လိုက်သည်လာလာကိုအောင်ဝင်းခင်ဗျားတို့ကျွန်တော်တို့တငယ်ချင်းနဲ့မိတ်ဆက်ပေးခြင်းလို့ပါသူဝင်ထိုင်လိုက်သည်သစိမ်းကသူ့ကိုပြုံးပြသည်သူလည်းပြန်ပြုံးလိုက်သည်ဤသည်ပင်ချစ်ထွန်းနဲ့သူတို့စတင်ခင်မင်တီကျွမ်းခြင်းပင်ဖြစ်သည်မှတ်မှတ်ရရဝင်ကြီးရှင်းလင်းမွဲလှုပ်သည်နေကိုချစ်ထွန်းပြောလိုက်တာတိတ်ကောင်းသွားတယ်ဗျာကောင်းသားတွေဟာဒီယာကိုတန်းထီတာပဲသူကဝမ်းသာအားရပြောလိုက်သည်သူ့စကားကိုမိုးဝင်းကထောက်ခံသည်ဟုတ်တယ်ကိုချစ်ထွန်းရမိုင်းရာပြေးကိုပြစ်မှတ်ထားပြီးတောင်းသားလှုပ်ရှားမှုတစ်ခုဖော်ထုတ်ဖို့စူးစမ်းနေတာကြားပြီဒီနေ့မှပဲပြစ်မှတ်အစ်စ်ကိုတွေ့ရတော့တယ်58ကျပ်ကနေ120လေသူတို့အားလုံးရေလိုက်ကြသည်ရဲတန်တွေမဆုံးတတ်သေးမိပါပဲထုံးစော်နဲ့အောင်မြင့်တို့ဝင်လာသည်ထုံးစော်နဲ့အောင်မြင့်ကိုသူကပင်ချစ်တွန်းနဲ့မိတ်ဆက်ပေးသည်ထုံးစော်ကဝမ်းသာအားရတုံ့ပြန်သည်ကိုချစ်တွန်းကိုလူချင်းကူမှသိပေမဲ့ကိုချစ်တွန်းစကားပြောတာတွေစောစောကပဲကြားခဲ့ရတယ်ကောင်းတယ်ဗျာသူတို့အားလုံးကဝိုင်းချူးကျူးနေတော့ချစ်ထွန်းမှမနေတတ်မထိုင်တတ်ဖြစ်လာသည်သူကတော့ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်တွေကိုစိတ်ထဲကအစီအစဉ်ချနေသည်သူစဉ်းစားထားသည့်အစီအစဉ်တွေချစ်ထွန်းကိုလည်းထဲထဲဝင်ဝင်ပါစေခြင်းသည်ထွန်းတော်ကိုပါရောက်လာပြီဆိုတော့အချိန်ဆွဲမနေခြင်းအခုပဲစားလိုက်ခြင်းသည်မင်းတို့ရောက်လာတာနဲ့အတော်ပဲကွာရှေ့ဘာဆက်လုပ်ကြမယ်ဆိုတာစဉ်းစားကြရအောင်ကိုချစ်ထွန်းအားတယ်မို့လားဖြစ်နိုင်ရင်ကျွန်တော်တို့နဲ့လိုက်ခဲ့စေခြင်းနဲ့ဗျာသူကထွန်းတော်တို့ကိုပြောရင်းမှချစ်ထွန်းကိုပါဆက်ပြောလိုက်သည်ချစ်ထွန်းကသူ့အမေကိုပြန်ဖြေသည်အားပါတယ်ဘယ်သွားမလို့လဲကျွန်တော်ကဘယ်ကိုလိုက်ရမှာလဲဘော်ရီယောကကျွန်တော်တို့ရဲ့အတိမှာသိတယ်စိုင်းဒီဇိုင်းတီဝိုင်းနာမည်နဲ့သူ့ဖြစ်သူတို့အားလုံးဘော်ရီကုန်းကိုချီတက်ကြတော့သည်ပထမဆုံးသူတို့အဖွဲ့တည်းသို့နောက်ဆုံးမှရောက်လာသည့်ချစ်ထွန်းကိုဥတီပြီးသူတို့အနေအထားတွေကိုရှင်းပြကြရသည်မိနစ်ကကြုံလိုက်ရသောဇွန်လအရေးခင်းအကြောင်းကဆလိုက်သည်ဖြစ်ချင်တော့ချစ်တွန်းကိုယ်တိုင်ကလည်းဇွန်ရေးခင်းနေပါဝင်ဆင်းနေခဲ့သူသူတွင်လည်းသူကိုယ်တိုင်ပြောစရာတွေအပြည့်ရှိသည်ဒီလိုနဲ့သူတို့စကားဝိုင်းမှာဇွန်ရေးခင်းမှမထွက်နိုင်ဖြစ်နေရတော့သည်ကြာတော့ထွန်းစော်ကစိတ်မရှိစကားဝိုင်းကိုပြစ်စုံပန်တက်တဲ့သူပြန်ဆွဲခေါ်တော့သည်အရေးကြီးတာကခုလောလောဆယ်ဘာလုပ်ကြမလဲဆိုတာပဲဗျဟုတ်တယ်ရန်ကုန်ကကျောင်းသားတွေကတော့လာမယ့်မတ်လ23ရက်နေ့ကိုချိန်ပြီးတော့ကျောင်းသားလှုပ်ရှားမှုတစ်ခုဖော်ထုတ်ဖို့စူးစမ်းနေကြတယ်။အဲ့ဒီနေ့ကဆရာကြီးသခင်ကိုတော်မိုင်းမွေးနေ့လေမိုးဝင်းကပါဝင်ပြောသည်ကျွန်တော်တို့လည်းအဲ့ဒီနေ့ကိုချိန်ပြီးတော့မိုင်းရပြေးနဲ့ပတ်သက်တဲ့ postcard တွေရိုက်ပြီးရောင်းမှုတယ်ဗျ။ကျောင်းသားတွေကကျွန်တော်တို့မျှော်လင့်သလောက်စိတ်ဝင်စားကြဘူး။ညအောင်ကဆက်ပြောတော့ချစ်တုံးကစိတ်ဝင်စားပြောသည်။အော် postcard တွေရောင်းတော့ခင်ဗျားတို့ဖွဲ့ကိုဟုတ်တယ်ဒီနေ့ကိုချစ်တုံးပြောတာတွေကိုကျောင်းသားအလုံးစိတ်ဝင်စားကြတယ်နိခင်ဗျားလည်းကြားတဲ့အတိုင်းပဲအခုဆိုရင်ကျောင်းသားတိုင်းကဒါပဲပြောနေကြတာသူကပါဝင်ပြောတော့ချစ်တုံးကသူ့မျက်နှာကိုစစ်စစ်ကြည့်ပြီးမေးခွန်းထုတ်သည်အဲ့ဒီတော့ကျွန်တော်ကိုဘာလုပ်စေချင်တာလဲခင်ဗျားဝင်ကြီးရှိမှပြောခဲ့တာပြီးကြီးညာချက်ပုံစံဖြစ်အောင်ပြန်ရေးပေးစေချင်တယ်ဗျာဒါကိုဖျောင်းဆက်ကူနဲ့ကူးမယ်ဒက်စတင်နာနဲ့လိမ့်မယ်ပြီးရင်မန္တလေးတက္ကသိုလ်နဲ့ဆေးကျောင်းမှာဖြတ်မယ်ဘယ်လိုလဲဖြစ်မလားသူကတထိုင်ထဲနဲ့လုပ်ငန်းအစီအစဉ်ကိုဆွဲလိုက်သည်ချစ်တုံးကလည်းချက်ချင်းပင်တုံ့ပြန်သည်ဖြစ်ပါတယ်အခုရေးရမယ်နေအောင်ဗျမောင်ကျောင်းမှာစကားဝိုင်းနဲ့ဝင်လာသည်အားလုံးရဲ့မျက်လုံးတွေကသူ့စီရောက်လာသည်ကိုချစ်တုံးရေးမဲ့ကြော်ညာချက်ကတော့ခုပဲရေးပါ
ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့လှုပ်ရှားမှုပါရန်ကုန်ကျောင်းသားတွေနဲ့တက်ဆက်တက်ဆဲဆိုတာသိဖို့လဲလိုလိမ့်မယ်ထင်တယ်တိကျစီဖြစ်နေရင်သိမကောင်းမှုထင်တယ်ဒီတော့မောင်ရင်ဖြစ်စေချင်တာကသူကမေးတော့မောင်ကျောင်းကသူ့ကိုဥတီပြီးပြန်ပြောသည်မိုင်းရပြေးနဲ့ပတ်သက်တဲ့ကြေညာချက်တစ်စောင်လဲထုတ်ဖို့လိုမယ်အဲ့ဒါကိုကိုအောင်ဝင်းကြီးခမားရေးပြပြီးမှကိုချက်တွန်းရေးတာနဲ့ခမားရေးတာကိုတွဲပြီးဖြန့်ကြမယ်ဘလို့သဘောရလဲအားလုံးကထောက်ခံကြရာကြေညာချက်နှစ်ဆောင်တစ်ပြိုင်တည်းဖြန့်မှုဆုံးဖြတ်လိုက်ကြသည်ကဲစဆိုရင်အခုပဲစကြရအောင်ကြေညာချက်နှစ်ဆောင်ဆိုတော့ပိုမဖျောင်းဆက်ကူ10ရွက်လောက်လိုမယ်စာရွက်ထုတ်တာက A4 size 3ထုပ်လောက်လိုမယ်မင်းဘူးတပူလဲလိုလိမ့်မယ်ဒါတွေဝယ်ဖို့ပတ်စံလိုတယ်သူကစော်ဩလိုက်တော့တယောက်တစ်လက်ရှိသမျှမိုးပိုးပဲပိုးလေးတွေစုလိုက်ကြရာလိုအပ်သည့်ရမုံတွေပြည့်သွားသည်ဂက်စတင်နာကဘယ်လိုလုပ်မလဲတို့မှာဂက်စတင်နာမှမရှိတာမျိုးသိန်းကညညူပြန်ပြောရာဤပြဿနာကိုသူကပဲဝင်ရှင်းလိုက်ရသည်ဂက်စတင်နာမလိုပါဘူးကွာဖန်ချောင်းအပြက်တစ်ခုနဲ့စွတ်ကျဲအစုပ်တစ်ထည်ရှိဖြစ်ပါတယ်ကဲဟုတ်ပြီဒါဖြစ်ရင်တာဝန်ခွဲကြမယ်ကိုချစ်တို့နဲ့ကိုအောင်ဝင်းကတော့ဒီမှာပဲနေရေးစရာရှိတာတွေရေးဒီမှာရှိတဲ့စာရွက်ဖောင်တိန်ကြိုက်တာယူသုံးများပြောင်းဆက်ကူနဲ့မှင်ဘူးစာရွက်ထုတ်ဝေတွေကိုတော့ဘယ်သူတာဝန်ယူမလဲမောင်ကျောင်းကအသေးစိတ်အစီအစဉ်ဆွဲလိုက်ရာမိုးဝင်းနဲ့မြအောင်ကလိုချင်းချင်းပဲအဝဲတော်တာဝန်ယူလိုက်သည်တိုင်ဒါဆိုမင်းတို့ညောက်ကမြို့ထဲသွားကိုချစ်တို့နဲ့ကိုအောင်ဝင်းကဒီမှာနေရေးစရာရှိတာကြီးကျန်တဲ့သူတွေအားလုံးလက်ဖိတ်ဆိုင်သွားမယ်နောက်ထပ်တနားရီလောက်ကြာမှဒီမှာပြန်စုကြမယ်ပြောဆိုနဲ့မောင်ကျောင်းတို့တိုက်လက်ဖက်ရည်ဆိုင်တို့အရှူထွက်သွားကြပြီမိုးဝင်းနဲ့မြောင်းတို့မျိုးရဲမသွားမီသူကတတိတရမှားလိုက်သည်နေအောင်မြစာရွက်ထုတ်ဝယ်မယ်ဆိုရင်ခမားတို့လူထုတိုက်ကိုတန်းသွားအဲ့ဒီမှာကိုညိုညီပူလေးရှိလိမ့်မယ်သူ့ကိုအခြေအနေမှန်ပြောပြအစဉ်ပြေအလကားတော်ရနိုင်တယ်သူတို့အားလုံးထွက်သွားတော့တအိမ်လုံးတိတ်ဆိတ်ကြံ့ရဲ့သည်သူတို့နှစ်ယောက်ရေးစရာရှိတာရေးကြသည်သူ့မှာချက်ချင်းမရေးနိုင်ဖပူတာတော့ဆရာကြီးသခင်ကိုတော်မိုင်းရဲ့လေးကျိုးတွေမနေ့ပြန်စဉ်းစားနေရသည်ချစ်ထွန်းကစိတ်မြန်လက်မြန်သမားလက်ရေးလဲမြန်တယ်လို့စာရေးလဲတွတ်သည်စောကပြောခဲ့တာတွေကိုပြန်ရေးရသည်မို့ပို၍မြန်ပြီးသည်လည်းဖြစ်နိုင်သည်မကြမတင်အချိန်တွေးမှာပဲသူတာဝန်ယူရတော့ကြေညာချက်အဆုံးသတ်နိုင်သည်ဖက်ကြည့်တော့ဘာမှပြင်စရာမလိုကွက်တိကျွန်တော်ခဏအဆောင်ပြန်လာအောင်မယ်ဗျာပြီးမှပြန်လာခဲ့မယ်ချစ်တုံးမှာထွက်သွားတော့သူတယောက်တည်းကြံ့ရည်သည်ဒီတော့မှအေးစစ်စစ်တွေးပြီးအေးစစ်စစ်ရေးနိုင်တော့သည်ပထမဆုံးသခင်နီကမှာတက္ကသိုလ်သခင်ကျောင်းလေးကျိုးကြီးရဲ့ပထမပိုက်ကိုစဖွင့်သည်အော်အထက်ငကိုပြက်ပြူလို့ကြခဲ့တဲ့ကနက်ဘဟိုပလင်လက်စအကျွင်းပေထင်တက္ကသိုလ်သမင်းသမကအသင်းစီကအဆက်သမတအသင်းတွေနဲ့ကျင်းနဝင်းကောင်းမျိုးအထွေတက်မကွအတင်းဟဲ့လို့အကွက်ကြနင်းပြီးခတ်သမျှရှင်းပေမိသတင်းတောင်းအိုးပြီးမှဆရာကြီးသခင်ကိုရောမိုင်းဆိုသောပုဂ္ဂိုလ်ကြီးအကြောင်းကိုခေါင်းစဉ်၃ခုဖြင့်ရှင်းပြသည်၁သခင်ကိုရောမိုင်းနှင့်အမျိုးသားလွတ်လပ်ရေးဒီဘောပြင်ပါတော်မူစဉ်မြထောင်ကျောင်းသားလေးဘွားမှဒုဗမာစီယုံနာယကကြီးဖြစ်လာတဲ့အထိသမိုင်းအစဉ်ကိုခင်းပြသည်ပြီးမှဒုဗမာတခွင်သခင်ထိုအကျော်မော်ဂိုင်းတွင်ဖြစ်မြို့ရတနာသပင်အကျင်ပြမဆိုဇော်ကတိုင်းတွေနှင့်ပလင်ဘဟိုတော်တနိုင်ပေပစဘူးသမိုင်းပြောစရာအခြေအနေအိုကွယ်သခင်ကိုရောမိုင်းရဲ့လို့လူတိုင်းခေါ်ကြစီနှင့်သခင်ကိုရောမိုင်းနှင့်ပြည်တွင်းငြိမ်းချမ်းရေးလွတ်လပ်ရေးရပြီး3လမြမပြည့်တတ်သေးမီညီကိုချင်းစစ်ခင်းရသည့်ပြည်တွင်းစစ်ကြီးနှင့်ဆရာကြီးသခင်ကိုရောမိုင်း၏ဘဝအဆက်ပတ်သက်နေရာဆရာကြီးသခင်ကိုရောမိုင်း၏ဘဝကိုဆက်ပြဿနာပြီးမှခပ်ပဲခတ်တကွာရှက်လဲရှက်เสียပါလက်ဝဲလက်ရာအဖြူနီလူတရှင်းတို့ကြောင့်အသင်ပင်ဆိုတဲ့အချင်းတွေတောင်မညီညွတ်မှု၍ပြီးကမတ်အောင်အမီးတစ်ထောင်နှင့်အသီးဟောင်ပြီးတညီတပြောင်
မီးလောင်တိုက်သွင်းချိန်မှု3သခင်ကိုရောမိုင်းနှင့်ចောင်းသားလှုပ်ရှားမှုစစ်ပြေးခေတ်ចောင်းသားလှုပ်ရှားမှုအဆက်ဆက်ကိုအစင်ထာဝရအားပေးထောက်ခံခဲ့သောဆရာကြီးရဲ့တသက်တာကိုရှင်းပြပြီးမှ1920ပြည့်နှစ် University တပိတ်လေးချိုးကြီးကိုစာတပိုက်နှင့်ညီကုန်းချုပ်လိုက်သည်ဝေးခီးပေမဲ့အရေးကြီးလင်ဖြင့်သွေးနီးရပါစမြဲမို့ဆရာလဲကွာပထမအရင်ကနဦးစီကထဆင်ဒူးကိုတမီမီတင်ခဲ့သမို့ထီမထင်ចောင်းတော်သားတွေရဲ့အမည်အစဉ်ခေါင်းပေါ်ဖျားတွေမှမင်းရို့ဆရာကိုစရင်တို့ကထားလိုက်ကြပြီတော့လက်ဖက်ရည်ဆိုင်သွားသူတွေပြန်ရောက်လာတော့ကျင်ညာချက်နှစ်ဆောင်လုံးအစင်သစ်ဖြစ်နေပြီမကြာမီပင်ချစ်ထွန်းလင်းပြန်ရောက်လာသည်ထိုညနေမှောင်ရီပြိုးတော့မှပင်မြို့ထဲသွားကြတော့မိုးဝင်းနှင့်မြအောင်တို့ပြန်ရောက်လာသည်ခရီးရောက်မဆိုင်ပင်သူတို့ကဝမ်းသာအားရပြောပြကြသည်ကိုညိုနဲ့တွေ့တယ်ဗျစာရွက်ထုတ်3ထုတ်အလကားပေးလိုက်တဲ့အပြင်ပတ်စံ200ပါရမုံငွေထည့်လိုက်သေးတယ်သူတို့ပါလာသောဖျောင်းစက်ကူတွေထုတ်ပြီးသူကပင်ကျင်ညာချက်တွေကိုကညစ်ဖြစ်ရေးလိုက်သည်ကိုချစ်ထွန်းရေးသည့်ကျင်ညာချက်ကဖျောင်းစက်ကူ1ရွက်သူရေးသည့်ကျင်ညာချက်က2ရွက်စုစုပေါင်း3ရွက်ပဲကုန်သည်ဖျောင်းစက်ကူပေါ်ကူးပြီးသည်နှင့်စွတ်ကျဲစုပ်မှင်ဘူးနှင့်ဖန်ချောင်းပြတ်တို့ကိုထုတ်သည်လူငယ်လူရွယ်တွေဖြစ်ရာတရွက်နှင့်တရွက်ခန့်အစမ်းလုပ်ပြတိုက်သည်နှင့်ကျွမ်းကျွမ်းကျင်ကျင်တက်သွားတော်သည်တို့ညကတညလုံးသူတို့စာရွက်တွေလှိမ့်ကြသည်ပင်မန်းပင်မဲအားလုံးပြောတင်ကြသည်မောင်ကျောင်းတို့ညီကိုကချွေးတလုံးလုံးနှင့်ထမင်းအိုးတဲကြသည်နိုင်ပြန်2ချက်လောက်တွင်ညလေစာစားကြသည်ထိုနေ့မနက်မိုးလင်းတော်မှာပင်သူတို့အလုတ်ကိုလက်ဆတတ်နိုင်တော်သည်ထိုနေ့တစ်နေ့လုံးသူတို့တွေဒီမှာပင်ဖြစ်သလိုအိတ်လိုက်ကြသည်ည7 နာရီကျော်လောက်မှသက်ဆိုင်ရာစာရွက်စာတမ်းတွေကိုယူပြီးလူစုခွဲကြသည်ထွန်းစော်ကစစ်တက္ကသိုလ်တွင်ဝေရမည်စာရွက်တုပ်တွေကိုယူပါတင်မောင်ဝေတို့တော်တော်တို့စီကိုထွက်သွားသည်ကိုချစ်ထွန်းကအောင်မင်္ဂလာမှဝေဖို့တာဝန်ယူသည်မြောက်အောင်နဲ့မိုးဝင်းကဇေယာနှင့်မန္တလာတွင်ဝေမည်ဟုဆိုသည်ရွှေပြည်အတွက်ဒီမူချစ်ထွန်းတငယ်ချင်းတင်မြင့်ကတာဝန်ယူသည်ရွှေမန်းနှင့်တစ္ဆာအတွက်မူမြောက်အောင်ကသူ့တငယ်ချင်းမတွေစီအကူအညီတောင်းမည်ဟုဆိုသည်မနက်ဖြန်ညတွင်ဒီမှာပင်ပြန်ဆောင်ကြဖို့ချင်းဆိုလိုက်ကြပြီးသူတို့လူစုခွဲလိုက်ကြသည်သူကတော့အိမ်မပြန်ပြစ်သည်မောင်ကျောင်းတို့အိမ်မှာပင်ဆက်နေလိုက်သည်ချင်းဆိုထားသောညရောက်တော့သူတို့အားလုံးဒီနေရာသို့တယောက်ပြီးတယောက်ရောက်လာကြသည်သူတို့ခြေလမ်းတွေမှာတွက်လက်ဖြက်လက်နေသည်သူတို့မျက်နှာတွေမှာအပြုံးကိုစီဖြင့်တက်လက်လက်ဝင်းနေသည်ဟန်ကြပြီဗျို့ဟန်ကြပြီအားလုံးကဒီအကြောင်းပဲပြောနေကြတာပထမဆုံးမြောက်အောင်နဲ့မိုးဝင်းကအော်ကျဲနှင့်ဝင်လာသည်နောက်ချစ်ထွန်းရောက်လာတော့ရွှေပြည်နှင့်အောင်မင်္ဂလာတွင်အခြေအနေကောင်းမှန်းသိရသည်ကျွန်တော်တို့လက်ချက်မှန်ဘယ်သူမှမရိပ်မိကြဘူးဗျတောင်းသားတွေကအဆောင်စရိတ်တိုးတာကိုလည်းစိတ်ဝင်စားကြတယ်ဆရာကြီးသခင်ကိုရောမိုင်းကိုလည်းစိတ်ဝင်စားကြပါတယ်ဗျအခုပဲကျွန်တော်တို့လက်ဖေးဆိုင်ကထလာတာဆရာကြီးရဲ့လေးချိုးကြီးတွေကိုရွတ်နေတာတော့တွေ့ကြရသေးတယ်ခင်ဗျားကျင်ညာချက်တဲကပါတာလေထဆင်နူးကိုတမီမီတင်ခဲ့သမို့ဆိုတဲ့ကြဗျာဒါနဲ့မြအောင်ရွှေမန်းနဲ့တစ္ဆာဆောင်အချင်းကြီးကရောကောင်းနေဗျတော်တော်များများစိတ်ဝင်စားရှိကြပါတယ်ပမောက္ခချုပ်ကတော့ဒေါကန်နေရကြတာပဲဗျသူကသူတာဝန်ယူထားတဲ့မန္တလေးတက္ကသိုလ်မှာဘာဆူဆူပူပူမှမရှိစေရဘူးလို့အမခံထားတာလေကိုချစ်တုံးကသူကြားသောသတင်းတွေကိုပြန်ပြောနေသည်မိုးဝင်းကစိုးရင်စိတ်နှင့်ဝင်ပြောသည်ပမောက္ခချုပ်ဘက်ကတနည်းနည်းနဲ့တုံ့ပြန်လိမ့်မယ်ထင်တယ်ဗျတောင်းသားတွေသွေးအေးမသွားခင်ကျွန်တော်တို့ဘက်ကတခုခုလုံးမှဖြစ်မယ်ထင်တယ်ဒီနေ့ဘယ်နေ့ရက်နေ့လဲသူကောက်ခါငင်ကမေးလိုက်သည်မတ်လ18ရက်နေ့လေဘာဖြစ်လို့မေးရလဲမိုးဝင်းကသူ့အမေကိုပြန်ဖြေရင်းအံ့ဩနေသည်လာမယ့်မတ်လ23ရက်နေ့မှာရန်ကုန်ကကျောင်းသားတွေဆန္ဒပြကြလိမ့်မယ်အဲ့ဒီနေ့ကဆရာကြီးသခင်ကိုတော်မိုင်းရဲ့ရာပြည့်လေအဲ့ဒီနေ့မှာကျွန်တော်တို့လည်းတခုခုလုံးမှဖြစ်မယ်ဟုတ်တယ်မဖြစ်ဖြစ်အောင်လုပ်ရမယ်မိုးဝင်းကသူ့စကားကိုထောက်ခံသည်သူကသူ့အစီအစဉ်ကိုပြောပြသည်အသေးစိတ်တိုင်ပင်ရအောင်
တပတ်ခါမှာတို့တွေထပ်တွေ့ကြမယ်လေဒီမှာတော့မဟုတ်ဘူးဘာမှတွေ့မှာလဲနေရာရှာလာအောင်မယ်အချိန်မီအကြောင်းကြားပါမယ်သို့ဖြစ်ထွန်းညာကစိတ်လှုပ်ရှားစွာဖြင့်သူတို့လူစုခွဲလိုက်ကြသည်ဒီတော့မှကာလာတာရှိမိမျောသွားသောအိမ်ကိုသူပြန်ဖြစ်တော်သည်ခရီးရောက်မဆိုင်ဆိုသလိုပင်ကြော်တောင်းကသူ့ကိုစာရေးတိတ်စီးပေးသည်လူတယောက်လာပေးတာပဲမေမျိုးကလူကြုံပေးလိုက်တာလို့ပြောတယ်မေမျိုးဆို၍စိတ်တရားထိတ်ခနဲဖြစ်သွားသည်အေးစီကများလားတည်ငြိမ်လောက်ပြီးထင်သားသည့်ကြားမှာပင်လှုပ်ရှားသောရင်ကိုစာကိုဖွင့်ဖတ်လိုက်သည်ကျန်သည့်အတိုင်းပင်အေးစီမှာစာဖြစ်သည်သူရေးလိုက်တဲ့စာကိုအကြာကြီးညီမှအေးလက်ထဲရောက်လာတယ်အခုစာနဲ့အတူလိပ်စာအတိအကျပါထည့်ပေးလိုက်တယ်နောက်ဆိုရင်ဒီလိပ်စာနဲ့ထည့်နော်ဘာဖြစ်လို့အေးကိုထွက်မတွေ့ရတာလဲသူရေအေးကသူ့ကိုမျှော်နေတာသူမပါပဲထွက်ခဲ့ရတော့အေးရင်ထဲမှာအသေးနှလုံးတွေလည်းမန္တလေးမှာကြံရစ်ခဲ့တာပါပဲအေးမောင်ကိုတွေ့ကျင်တယ်ပြောစရာစကားတွေလည်းအများကြီးရှိတယ်လာမယ့်မတ်လ23ရက်နေ့မှာ E2D off မောင်အဲ့ဒီနေ့လာခဲ့ပါဈေးမရှိလို့မလာနိုင်ဘူးမဖြစ်ရအောင်ဈေးပါထည့်ပေးလိုက်တယ်လာပြအောင်လာတော့မောင်အေးမျှော်နေမယ်မောင်ရဲ့ထာဝရအေးစာအိတ်ကိုခါကြည့်လိုက်တော့200တဲ့ငွေဆက်ကူလေးခုန်ထွက်လာသည်သူစိတ်ပြက်လက်ပြက်သက်ပြင်းကိုချလိုက်သည်တိုက်တိုက်ဆိုင်ဆိုင်မတ်လ23ရက်တဲ့အခန်း7ကြိုတင်ချင်းဆိုထားသောတော်တော်တို့မင်္ဂလာတရားပြည်တော်သားတိုက်တန်းသို့သူအရင်ဆုံးရောက်သွားသည်သူကထွန်းစော်နှင့်ညှိစရာရှိတာကိုကြိုတင်ညှိနှိုင်းရန်ကြိုရောက်နေခြင်းဖြစ်သည်သူရောက်ပြီးမကြာမီမှာပင်ထွန်းစော်လည်းရောက်လာသည်ထွန်းစော်ရောက်သည်နှင့်တော်တော်ကဂျာကင်အင်ကြီးကောက်ဝတ်ပြီးအပြင်ထွက်ဖို့ပြင်သည်ကျွန်တော်လမ်းထိပ်ကစောင့်ပြီးလာတဲ့လူတွေကိုလွှတ်လိုက်မယ်ခင်ဗျားတို့ပြောစရာရှိတာပြောနှင်ကြပါမတ်လဆိုတော့လေနေမှာပူတော်လေညမှာအေးတက်ကရှိသေးသည်တို့အတွက်တော်တော်ကဂျာကင်ဝတ်သွားခြင်းဖြစ်လိမ့်မည်တော်တော်မှာနိုင်ငံရေးတွေဘာတွေစိတ်ဝင်စွာပျော်ပျော်နေတတ်သူဖြစ်တော်လေသူတို့နဲ့ပေါင်းတာကြတော့အထာသိနေသူတို့လွတ်လွတ်လပ်လပ်စကားပြောနိုင်အောင်ရှောင်ပေးခြင်းဖြစ်နိုင်သည်တော်တော်ထွက်သွားသည်နှင့်သူကထုံးစော်ကိုစကားဆလိုက်သည်ငါဆရာကြီးတွေကိုတော့ဘာမှကြုံမပြောထားပါဘူးကွာထုံးစော်ကသူ့မျက်နှာကိုကြည့်သည်သူဆက်ပြောသည်ကြိုးပြောထားလဲဒီလူတွေဘာပြောမယ်ဆိုတာသိနေပြီပဲရှေ့မတက်နဲ့နောက်ွယ်ကကြိုးကင်နိုင်အောင်ကြိုးပမ်းဒါပဲလာအောင်ပါဒါကြောင့်ငါဘာမှမပြောတော့ကောင်းတယ်သဘောတူတယ်ဒါပေမဲ့ကိုစော်လင်းကိုတော့ငါအတိပေးထားခြင်းတယ်ဒါကြောင့်လည်းသူနဲ့တွေ့ဖို့ကြိုးစားတယ်ခက်တာကဘလို့မှဆက်မရဘူးဒါနဲ့စိုးတင်းစီလွတ်လွတ်လာတယ်ငါတို့အတွက်ရှက်တာရှာထားဖို့လဲကြိုးမှာထားတယ်ဒါဖြင့်ခမ ्या ကရှစ်တက်တော့မှာပေါ့ဒီလိုတော့လည်းမဟုတ်သေးဘူးကွသူတို့သဘောထားကိုပထမမေးကြည့်မယ်သူတို့ရှစ်ထွက်ရင်တော့ဒိုးထွက်စရာမလိုပါဘူးဒါပေမဲ့သူတို့အင်တင်တင်ဖြစ်နေတော့ဒိုးထွက်မှာတော်လိမ့်မယ်နောက်ွယ်ကကြိုးကင်ဆိုတာငါလည်းဘုံဝင်မကြောက်ဘူးခမ ्या စဉ်းစားတာကောင်းပါတယ်ကျုပ်ကရောဟာငါထွက်မှာတော့မင်းမှာပါပြီပေါ့ကောင်းတယ်အဲ့ဒီလိုလှုပ်ဆမ်းပါပြုံးငဲရေခဲသောထုံးစော်မျက်နှာပြုံးတက်သွားသည်ဒါနဲ့နေပါအောင်အရေးကြီးတာမေးရအောင်မယ်အတန်ချက်ဆက်ကိစ္စဘလို့လဲအဆင်ပြေလားအတန်ချက်ဆက်တနေ့လေငားဖို့အားလုံးပြောပြီးဆိုပြီးပြီဝေချေမယ်လောက်ခံနေမှကောက်ခင်မောင်တင်းရောက်လာပြီမငားနဲ့တော့သူ့တငယ်ချင်းစီကအလကားရမယ်လို့ပြောတယ်နေအောင်ဘဲကောက်ခင်မောင်တင်းလေ GDI ကကောက်ခင်မောင်တင်းမှာဟုတ်ရဲ့လားဟုတ်တယ်လေဘာဖြစ်လို့ဟာသွားပြီကိုပြလောင်မဲမိကိုပြလောင်ကြောင်မကြဘူးလားထုံးစော်ရသူကလေကြီးလေကျဲတာပြောတာစိတ်ချရပါတယ်ဗျအဲ့ဒီလေကြီးလေကျဲကြောက်တာပဲဘာမှမသေးကြပဲနဲ့အာမခံပြီးတော့တလွယ်ကင်ထားပါတော့ तू ကဘာပြောလဲသူ့တာဝန်ထားတဲ့23ရက်နေ့မနက်8:00 နာရီတိတိမိဘရင်ရှိရောက်စီရမယ်တဲ့ငါတော့စိတ်ခက်လေးလေးပဲကွာအထူးသဖြင့်ကိုပြလောင်မို့ပါသူတို့ပြောဆိုနေကြစဲမှာပဲသူတို့လူတွေတယောက်ပြီးတယောက်ရောက်လာသည်လူအားလုံးစုံတော့မှတော်တော်ပါဝင်လာသည်ကဲလူဆိုရင်စီးဝေးစမယ်အားလုံးငြိမ်သွားသည်သူကပင်စလိုက်သည်လှူရှားမှုစမဲ့ချိန်ကိုမနက်9:00 နာရီတတ်မှတ်မယ်သဘောတူလား7:00 နာရီလောက်လုပ်ပါလားမျိုးရဲထွက်ရင်နေပူလိုက်မြင်ဗျညအောင်ကဝင်ပြောရမောင်ကျောင်းကကန့်ကွက်သည်7:00 နာရီဆိုလူမစုံသေးဘူးက
ပြီးတော့ငါလည်းအိပ်ရကမလို့ဘူးသူတို့အားလုံးရေးလိုက်ကြသည်နောက်ဆုံးမိုးဝင်းက9နာရီကိုအတီးပြုတ်လိုက်သည်9နာရီထိုးတာနဲ့တပြိုင်နက်မိန်ပေရင်ရဲ့တိုင်တလုံးမှာကျင်ညာချက်စကပ်မယ်ပြီးတော့ကျင်ညာချက်ရေးရမယ်ဒါကိုတော့အစည်းအဝေးပြီးမှကျွန်တော်ရေးမယ်ကော်ဘူးလို့မယ်ဒါကိုကြိုရှာထားရမယ်နောက်ကျင်ညာချက်ကပ်မဲ့လူတယောက်လိုတယ်ဒါကိုတော့အခုပဲရွေးမယ်ဘသူကပ်မလဲသူ့စကားဆုံးတော့နောက်နားတွင်ကုန်နေသောမျိုးသိန်းကရှေ့ထွက်လာသည်ပြီးတော့တုံရင်းပြည့်မေးသည်ကျောင်းကြီးတေချာပိတ်မာလားတို့သာတေချာပေါက်ပွဲဖြစ်အောင်လို့မင်းအဖေတွေကတေချာပေါက်ကျောင်းပိတ်မှာမပူနဲ့မောင်ကျောင်းကဝင်ပြောတော့မျိုးသိန်းကရဲတောက်အာမခံသည်ဒါဆိုငါကတ်မယ်ကွာသူတို့ရဲကြရပြန်သည်ငါဖဲရှုံးတာတော်တော်များနေပြီကွာကျောင်းကပိတ်မှဖြစ်မှာကျောင်းပိတ်ဖို့ရေးဒီလောက်တော့ရင်းရမှာပေါ့စိတ်ချငါကတ်မယ်ဒါဖြင့်မကော်ဘူးရှာတာဟင်ကိုပစံနဲ့ကိုဝဲရမှာလားအင်းပေါ့ကျောင်းပိတ်ဖို့ရေးဒီလောက်တော့ရင်းရမယ်ဟာဟုတ်ပါပြီသူနှင့်မျိုးသိန်းတို့အငင်းခုံကိုအားလုံးကတခွီဖြစ်နေသည်ကျင်ညာချက်ကပ်ပြီးတာနဲ့ကျင်ညာချက်ဖတ်ပြမဲ့သူနဲ့တရားဟောမဲ့လူနောက်ထပ်လူ2ယောက်လိုမယ်အားလုံးငြိမ်သွားသည်သို့စော်ကသူ့ကိုကြည့်သည်သူကတခုပြောဖို့ပြင်းနေစဉ်မိုးဝင်းကဝင်ပြောသည်ကျွန်တော်ကျင်ညာချက်ဖတ်မယ်ကျွန်တော်ကတရားဟောမယ်မြောက်အောင်ကပါဝင်ပြောသည်အဲ့ဒီ2ယောက်ကိုရန်ထားရမယ်နောက်ထပ်လူ2ယောက်လိုမယ်သူ့စကားဆုံးချင်းထုံးစော်ကဝင်ပြောသည်ဒီအတွက်တော့ကျုပ်ရခင်များရဲ့လုံမယ်ဗျာဘယ်နဲ့လဲကောင်းပြီလေပြီးတော့ကျင်ညာချက်ဖတ်တဲ့အခါတရားဟောတဲ့အခါနောက်ကနေအတန်ကြဲနဲ့ထောက်ခံပေးမယ်အလံရှူးအဖွဲ့တွေလိုမယ်အဖွဲ့ခေါင်းဆောင်တယောက်နောက်မှအနည်းဆုံး9ယောက်စီပါရမယ်ဒီလိုအလံရှူးအဖွဲ့မျိုး9ဘွဲလောက်အနည်းဆုံးလိုမယ်ဒီကိစ္စကိုတော့အတော်လေးအချိန်ယူညှိလိုက်ရသည်နောက်ဆုံးအောင်မင်္ဂလာရွှေပြည်အေးဇေယာမန္တလာယောက်ျားလေးဆောင်များအတွက်4ဘွဲနှင့်ရွှေမန်းနှင့်တစ္ဆာအတွက်1ဘွဲစုစုပေါင်း4ဘွဲရလာသည်ရွှေမန်းနှင့်တစ္ဆာအတွက်မြအောင်ကတာဝန်ယူသည်မြတမာရရောကွာမြတမာကညီမလေးတွေတနာပါတယ်သူတို့ကိုချမ်းမထားသင့်ပါဘူးမျိုးသိန်းကဝင်ပြောတော့အားလုံးကသူ့ကိုဝိုင်းတာဝန်ပေးကြသည်မင်းလို့မင်းတာဝန်ယူစိတ်ချတငယ်ချင်းအယိုးကြည်အရေးခန်းဒီတာဝန်ကိုအသက်ပေးပြီးထမ်းဆောင်မယ်နေအောင်ဟေးအရေးကြီးတာတခုမေ့တော့မလို့သူကတရောတော်ပါဝင်ပြောတော့အားလုံးကသူ့ကိုလုံခြုံရေးလို့လားလိုတာပေါ့ចောင်းသားဟန်ဆောင်မွေဝင်ရောမဲ့လူတွေရှိနိုင်တယ်ထောက်ရိုင်းလည်းဖြစ်နိုင်တယ်ရဲလည်းဖြစ်နိုင်တယ်ဒါတွေကိုဖော်ထုတ်ဖို့လိုမယ်အကြမ်းဖက်လို့တော့မရဘူးဒါပေမဲ့အမြင်ရလန့်လောက်တဲ့လူမျိုးတော့ဖြစ်ဖို့လိုမယ်ဒီအတွက်ငါစဉ်းစားတာတော့ရှိတယ်အဲ့ဒါတို့ကတိသားကြီးပဲမောင်ဗမာလေမောင်မရှိဘူးဗျကဏီပြန်သွားတယ်ဒီမေရတာယူကလည်းအရေးဆိုကဏီကြီးပြန်တယ်မောင်เจ้าကသူ့အကိုကိုပြစ်နှစ်ဆဲနေတော့သူကပဲပြန်ချောနေရတယ်ဘာလဲဒီကောင်ကကဏီမှာရေးစားရှိလို့လားရှိတာမှ2ယောက်ဗျဟာကဏီချင်းလေးပုံမှာကိုရေးစားက2ယောက်ဖျားလောက်တယ်ဟဲ့ဟေးအာကျနာပျောက်သွားမယ်အခုလုံကြုံရေးကိုဘသူတာဝန်ယူမလဲထုံးစော်ကဝင်ထိန်တော့မောင်เจ้าကတာဝန်ယူကျုပ်ပဲတာဝန်ယူပါမယ်ဗျာကျုပ်လည်းကဏီသားပဲလေဟာအာရပါရရေလိုက်ကြသည်ရေတံတွေမဆုံးသက်သေးမီမှာပဲမျိုးသိန်းကအော်ကြီးကျယ်ပြောလိုက်သည်တို့လုံကြုံရေးတာဝန်ခံကြီးကအမြင်ရလန့်လောက်တယ်ဟဲ့ရက်ကခွေးပစ်တဲ့ဒုတ်လားခွေးမသာဒါဖြင့်မင်းတာဝန်ယူမောင်เจ้าကဒေါသဖြင့်တုံ့ပြန်တော့မျိုးသိန်းကခက်တင်းနေငင်းသည်နော်ငါကတာဝန်2ခုကြီးအောင်ယူရပထမတာဝန်ကကျင်ညာချက်ကပ်ဖို့ဒုတိယတာဝန်ကမြတမာကညမလေးတွေကိုစီအောင်ဖို့ကိုင်ဟုတ်ပါပြီလုံကြုံရေးကိုမောင်เจ้าမဲတာဝန်ယူလိုက်တော့နောက်ဆုံးသူကပဲဝင်ဖြတ်လိုက်သည်ဒီတော့မှအစည်းအဝေးတစ်လျှောက်လုံးငြိမ်နေသောအောင်မြစ်ကတက်စခန်းထလာသည်ခင်ဗျားတို့ကအလုံးတာဝန်တွေခွဲပြီးနေပြီကျုပ်ကရောဘာလုပ်ရမှာတော့ဟင်မင်းမဘာတာဝန်မှမရှိဘူးလားသူနဲ့အရင်ဒီဆုံးထုံးစော်ကမေးတော့အောင်မြင့်ကခေါင်းခါပြသည်မျက်နှာကန်လေးနဲ့ပြောနေတဲ့အောင်မြင့်ကိုကြည့်ပြီးသူတနာသွားသည်ဒီလိုလုပ်ရအောင်ကွာ
အောင်မြင့်ကစကားလဲနေတယ်မျက်နှာထားကလည်းတနာယူပါနဲ့ဂုဏတက်စရာကောင်းတယ်အဲ့ဒီတော့မင်းကအလူခံမှုအဖွဲ့ကိုတာဝန်ယူဘယ်နဲ့လဲကောင်းတယ်မင်းမျက်နှာကမာရင်ကမှောက်အောင်နေအဲ့ဒီတော့တရောင်းစားလို့ဟုတ်ပါရောင်လို့အလူခံလို့အားလုံးရေလိုက်ကြပြန်သည်ဒီတော့မှအောင်မြင့်လဲပြုံးနိုင်ရင်နိုင်ဖြစ်လာတော့သည်သူကနောက်ထပ်အာဂျင်နာတစ်ခုပြောင်းလိုက်သည်ကဲကြွေးကြော်တန်တွေကိုတတ်မှတ်မယ်တိတ်ကြမငြိလိုက်ရအားလုံးသဘောတူသည့်ကြွေးကြော်တန်၅ခုကိုတတ်မှတ်လိုက်သည်အဆောင်စရိတ်ရှော့ချရေးဒိုးရေးသခင်ကိုရိုမိုင်းရပြည့်တရားဝင်ကျင်းပခွင့်ရရေးဒိုးရေးဖမ်းဆီးခံចောင်းသားနှင့်အလုတ်သမားလွတ်မြောက်ရေးဒိုးရေးကျောင်းထုတ်ခံကျောင်းသားများပညာသင်ကြားခွင့်ပြန်ရရေးဒိုးရေးကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့စည်းခွင့်ရရေးဒိုးရေးကြွေးကြော်သံများတတ်မှတ်ပြီးတော့မှကိုချေထွန်းနှင့်ပါလာသောကိုတင်မြင့်ကဝင်ပြောသည်ကိုချေထွန်းနှင့်ကိုတင်မြင့်တို့မှာအောင်မင်္ဂလာနှင့်ရွှေပြည်ရေးအတွက်တာဝန်ယူထားသူများဖြစ်သည်ကျွန်တော်တခုပြောကြည့်မယ်ဗျာရမလားဟာရပါတယ်ပြောပါသူကပြတလေးပြောတော့ကိုတင်မြင့်ကဆက်ပြောသည်ကြွေးကြော်တဲ့ထဲမှာဘိုလ်ချုပ်တင်ဦးယာရုပြန်ခံရေးဆိုတာမျိုးထည့်ရင်ဘယ်နဲ့နေမလဲလို့ပါဒါဆိုရင်သူတို့အချင်းချင်းအထွင်လွှဲမှုတွေဖြစ်နိုင်တာပေါ့တနည်းပြောရရင်တက်ဖြိုခွဲရေးပေါ့ဗျာသူသေချာစဉ်းစားရတော့သည်သူ့ဘက်ကတိတ်တင်းမာလွန်နေလင်းလဲဘာမှမလုပ်ရသေးခင်သူတို့အချင်းချင်းညီညွတ်ရေးထိခိုက်နိုင်စရာရှိသည်လုံးဝမပြောလို့လည်းမဖြစ်အကောင်းဆုံးမှာចောင်းသားအထိုင်နဲ့ငင်းတာဖြစ်လိမ့်မယ်ရှင်းပြောရရင်တက်ဖြိုခွဲရေးဆိုတဲ့ပုံမှန်ကိုလန့်တာပဲဗျဒါဆိုရင်အမှုဟာတိတ်ကြီးသွားပြီပြီးတော့ဗိုလ်ချုပ်တင်ဦးကိစ္စကသူတို့အာဏာရပါတီเจ้าမှာဖြစ်တဲ့ပရိပခလေကျွန်တော်တို့ចောင်းသားကိစ္စနဲ့ဓာတ်ရိုက်ဆိုင်တာမှမဟုတ်တာကျွန်တော်အမြင်တော့ចောင်းသားနဲ့ဆိုင်တဲ့ကြွေးကြော်သံပဲထဲ့တာကောင်းမယ်လို့ထင်တယ်ခဏမြတိတ်ဆိတ်သွားသည်ထိုးစော်ကတစုံတရာဝင်ပြောမလို့ရှိရာသူကမတိမတာခေါင်းခါပြလိုက်သည်နောက်ဆုံးတော့ကိုချစ်တုံးကပင်အဆုံးဖြတ်ပေးလိုက်သည်ကိုဝင်းပြောတာပိုလန်းကြမယ်ထင်ပါတယ်မိုးဝင်းနဲ့မြအောင်ကပါထောက်ခံသည်သူကကိုတင်မြင့်ကိုရည်ရွယ်ပြောလိုက်သည်ကိုတင်မြင့်ကြည်လဲပါတယ်နော်ကြည်လဲပါတယ်ဗျာကျွန်တော်ကလည်းစဉ်းစားနိုင်အောင်ပြောကြည့်တာပါအခုရွေးထားတဲ့၅ချက်ပဲအတီးပြုတ်လိုက်ကြတာပေါ့သို့ဖြစ်ဒီကြွေးကြော်တန်တွေကိုစာရွက်နဲ့ကူးပြီးဆန္ဒပြចောင်းသားတွေကြားကြိုဖြန့်ရမည်အ ਨੇ ဆုံးရွက်ရည်1000လောက်ရိုက်ရမည်ပြီးတော့ဒီကြွေးကြော်တန်တွေကိုပဲတစ်ခုချင်းခွဲပြီးလက်ကင်ဆိုင်ဘုတ်တွေရေးရမည်ဒီအတွက်လက်ကင်ဆိုင်ဘုတ်အ ਨੇ ဆုံး10ခုလောက်လိုမယ်နောက်ထပ်လိုမှာကနှစ်ဖူးစီဆိုင်ဘုတ်နဲ့သူ့ကိုထောင်ဖို့ဝလုံးနှလုံးနှစ်ဖူးစီဆိုင်ဘုတ်မှာတော့မိုင်းရပြည့်အထိမ့်မဲ့ဆန္ဒထုတ်ပေါ်ပွဲလို့ခေါင်းစည်းတက်မယ်အောက်ကမြန်မာတက်ကရစ်နဲ့ခရစ်တက်ကရစ်ကိုထည့်မယ်သူကစဉ်းစားရသလောက်တွေတစ်ဆက်သေးပြောချလိုက်သည်ပြီးတော့ခွတ်တောင်းအလံလိုမယ်ကြားထဲမှာတရက်ပဲအချိန်ရတော့တစိမ့်ရိုက်လဲမိမှာမဟုတ်ဘူးရိုက်ပေးမဲ့သူလည်းရှိပါမလားမသိကြဘူးလေအဲ့ဒါဘလို့လောက်ကြမလဲကိုချစ်ထုံးကစိုးရိမ်တကြီးပြောတော့သူကရန်ကုန်ကျောင်းသားတွေရဲ့အတွေ့အကြုံကိုပြန်ဖောက်တယ်ချလိုက်သည်ဒါကလွဲပါတယ်ဗျာကောင်မလေးတွေစီကလုံချင်းအနီအောင်ငါအိမ်သာသုံးစက်ကူအဝါရောင်ဝဲခွတ်တောင်းပုံညက်လုံချင်းအနီပေါ်ကတ်လိုက်ရင်ခွတ်တောင်းလန်ဖြစ်ပြီပေါ့ထွီထမိန်လန်ထူတာဆိုတာဒါမျိုးပေါ့ကွာမျိုးသိန်းကထအော်သည်မောင်ကျောင်းကဝင်ဖြေသည်အိုးကွာမင်းကလည်းထမိန်မှန်ဘသူသိတာမှလို့သူတို့အားလုံးရေလိုက်ကြပြန်သည်ကန်အခုခမားပြောတာတွေဝယ်ဖို့ချမ်းဖို့ရမုံငွေလိုတယ်ဘလို့စုကြမလဲတွန်းတော်ကပြောတော့သူ့အိတ်ထဲက200တန်လေးကိုထုတ်လိုက်သည်အေးစာနဲ့အတူပါလာတော့200တန်လေးရော့ကွာ200မင်းတို့ရှိသလောက်ဝိုင်းထဲကြစိတ်ထဲကတော့ကြည်ကြည်ကွဲရေရွတ်နေမိသည်ဝေးဖို့အေးရေဒီလိုနဲ့စုလိုက်ရာ1000နီးပါးရလာသည်ဒီတော့ဆိုရင်တော့ရလောက်မှာပါကဲမြအောင်ဒီငွေကိုမင်းယူထားနက်ပြန်ကလိုအပ်တာတွေဝယ်ပြင်ဆင်မင်းခေါ်ခြင်းတဲ့သူခေါ်တော့ကျောင်းသူတွေစီကလုံကြီး900အောင်မှာဆိုတော့
မိတာဝန်ယူရမှာဖြစ်မှာငွေလိုလဲစိုက်လိုက်ပေါ့ကွာသူကပြောတော့မြအောင်ကကောင်းညှင်းသည်ဟုတ်ကဲ့ပါရပါတယ်ကဲဒါဖြင့်ငါကြေညာချက်ရေးမယ်မောင်ကျောင်းဟိုနေ့ကဖျောင်းဆက်ကူကြံသေးတယ်မဟုတ်လားမောင်ကျောင်းကကောင်းညှင်းပြသည်သို့တော့မင်းစုထားတဲ့ဆာရွက်တုပ်တွေထုတ်ကွာတို့ဒီညတွင်ညင်းမဲ့အပြီးလှိမ့်မယ်ငါကြေညာချက်တွေရေးနေတော့ကြံတဲ့သူတွေခဏနားကျင်တာတော့ဒီညမင်းတော်ပြန်မလာတော့ပါဘူးနော်မလာဘူးစိတ်ချတရားစခန်းဝင်နေတာတစ်ပတ်ကြာမယ်သူဖြစ်လဲတဲ့သူလဲစကားပြောတဲ့သူပြောနေကြသည်တော်ကစာရွက်လှိပ်ဖို့ပြင်ဆင်နေစဉ်သူကကြေညာချက်ကိုအပြီးရေးသည်ပထမဆုံးကျောင်းသားများတမကယာယီအစာအုပ်ဖွင့်ပွဲသို့ပေးပို့သောဆရာကြီးသခင်ကိုတော်မိုင်း၏တဝန်လာနှင့်စဖွင့်လိုက်သည်အစာအုပ်ကိုသာဘုံခွဲဖြိုချလို့ရကျင်ရမယ်မောင်တို့ကျောင်းသားတွေရဲ့ရင်ထဲမှာရှိတဲ့အရေးတော်ပုံစိတ်သက်ကိုတော့ဘယ်အင်အားစုကမှဖြိုချလို့မရဘူးဆိုတာဆရာယုံတယ်ပြီးတော့ဇူလိုင်9ရက်နေ့အရေးခင်းကိုအကြမ်းပြင်းရှင်းပြသည်ပြိုကျသွားသောယူနီယံအဆောက်အဦကြီးနှင့်အတူကျောင်းသားများတက္ကမကများပါတဖြည်းဖြည်းဖျက်သိမ်းခံလိုက်ရသည့်သမိုင်းကြောင်းကိုလှစ်ပြသည်ထို့နောက်1965ခုနှစ်စနစ်သစ်ပညာရေးအက်ဥပဒေနောက်ဇူလိုင်9နောက်ပိုင်းကျောင်းသားလှုပ်ရှားမှုအဆက်ဆက်1969ကျွန်းဆွယ်အရေးခင်1980ရွှေရတုအရေးခင်1984ဦးတန့်အရေးခင်1985အလုသမားတပိတ်နှစ်လည်အရေးခင်အသီးသီးတွင်ကြာဆုံးသွားသောကျောင်းသားနှင့်အလုသမားများအဖမ်းဆီးထိန်းသိမ်းခံရသူများကျောင်းထုတ်ခံရသူများနောက်ဆုံး1962နောက်ပိုင်းအစိုးရ၏တရုတ်မှန်ကိုဆရာကြီးရဲ့ခွေးနီကာမှစာပိုက်တစ်ပိုက်ဖြင့်ညီကုန်းချုပ်လိုက်သည်။ဒေါင်းရောင်နေမေးတမှုအခိုက်တွေမှခေါင်းဆောင်တွေရှင်းနကိုမလိုက်ပြန်တော့အရေးတို၌အခိုက်အခွင်မဟန်ခွေးလိုကြိုက်ချင်တဲ့ဇယိုက်အကျင့်တန်ရေးပြီးတော့မအိပ်ပဲစောင့်နေသောကိုချစ်ထွန်းနှင့်ကိုတင်မြင့်ကိုပြလိုက်သည်သူတို့နှစ်ယောက်စလုံးကပြင်စရာမရှိပါဆို၍ဖျောင်းဆက်ကူပေါ်တွင်ကူးရန်တော်ကိုပေးလိုက်သည်တော်စာကူးနေစဉ်မှာပင်တစုံတစ်ခုကိုသတိရ၍အိပ်ပျော်နေသူတွေကိုလိုက်နှိုးလိုက်သည်ဟဲ့ကောင်ထကြအောင်ကွာပြောစရာကြံသေးလို့ဒီတော့လေအိမ်မုံစုံပွားနေအားလုံးထားကြသည်မောင်ကျောင်းကထဆော်ဩသည်အစည်းအဝေးပြန်စမယ်ဟဲ့တကယ်လို့23ရက်နေ့မှာကြာရောက်တဲ့အထိလူစုမကွဲရင်အဲ့ဒီညမှာလူထုအစည်းအဝေးလုပ်မယ်ကွာအဲ့ဒီလူထုအစည်းအဝေးမှာလဲတမကကိုလူထုစန္ဒနဲ့တရားဝင်ဖွဲ့မယ်သူကပြောတော့မျိုးသိန်းကရှုံမဲ့ပြောသည်ဒါများကွာဖွဲ့ပေါ်ကွာအလကားအေးပြအောင်လာနှိုးတယ်မဟုတ်ဘူးကွာဒါကအရေးကြီးတယ်တမကအဖွဲတဲ့အခါမှာသတင်းပေးတွေပါလာလို့မဖြစ်ဘူးရှင်းပြောရရင်တို့လူတွေကြီးပါဖို့လိုတယ်အဲ့ဒီတော့ခုတည်းကဖွဲ့ထားရမယ်ပြီးတော့မှအဲ့ဒီဖွဲ့ပြီးသားကိုတရားဝင်ဖြစ်အောင်လုပ်ယူရမယ်ငါပြောတာရှင်းရဲ့လားရှင်းပါတယ်မလေးတစ်ပတ်နဲ့လူလဲကြခိုင်းတာပေါ့ထွန်းတော်ကမဲရွယ်နဲ့ဝင်ပြောသည်ဒါတော့မတက်နိုင်ဘူးကွာနိုင်ငံရေးဆိုတာဒီလိုလုပ်ကြရတာပဲဒီတစ်ခါလဲကိုချစ်ထွန်းကပင်သူ့ကိုထောက်ခံသည်ဟုတ်ပါတယ်ခုချိန်မှာတိတ်ဒီမိုကရေစီကြလို့တော့ဖြစ်မှာမဟုတ်ဘူးတိုင်းပြည်ကမှဒီမိုကရေစီမရှိရသူ့အရက်နဲ့သူ့ဆက်ပေါ့အဲ့ဒီတော့ကွာဝင်းခမဘလို့လှုပ်ချင်လဲဘလို့စိတ်ကူးထားလဲပထမဆုံးဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌရွေးမယ်ဗျာဒါကတော့ဒူးရွေးမနေပါနဲ့တော့ဗျာစဖောက်ကွဲမင်းနှစ်ယောက်ကပဲတာဝန်ယူလိုက်တော့မယ်ကျုပ်ကဥက္ကဋ္ဌမြအောင်ကဒုဥက္ကဋ္ဌပေါ့မိုးဝင်းကဆိုသည်ဒီတော့ထွန်းဆောင်ကလည်းဝင်ပြောသည်ဒီလိုဆိုအရင်နှစ်ယောက်ဖြစ်တဲ့ကိုအောင်ဝင်းနဲ့ကျုပ်ကအတွင်းရေးမှုနဲ့တွဲဖက်အတင်းရေးမှုပေါ့ဗျာဒါဖြင့်ကျန်တဲ့သူတွေကအမှုဆောင်ပေါ့ဗျာကိုဘာသာအစိုးတင်ကိုဘာသာကိုထောက်ခံဒါနဲ့တောင်အေးရေးပြောင်လာနှိုးသည်တော်ပြီကွာအိတ်မယ်မျိုးသိန်းကပြောဆူပြစ်လဲလိုက်သည်ကျန်သူများကပါလိုက်အိတ်ဖို့ကြံစဉ်သူကမနှဲတားလိုက်ရသည်နေအောင်ကွာဒီလူတွေကိုအစိုးတင်မဲ့သူနဲ့ထောက်ခံမဲ့သူအလံရှူးတွေလဲကြိုရွေးထားဖို့လိုလိမ့်မယ်တ
ဘောပေါက်ပြီကျွန်တော်တို့လှုပ်တက်သွားပြီစိတ်ချကိုအောင်ဝင်းကျွန်တော်တို့အားလုံးရွေးထားလိုက်မယ်ကိုတင်မြင့်ကရေရေမုံမောဝင်ပြောတော့မှပွဲပြတ်သွားတော့သည်ဒီတော့မှမျိုးသိန်းကစောင့်ကြည့်အောင်ကြည့်ပြောသည်ကဲအဲ့လိုရပြီလားမရဘူးစာရွက်လှိမ့်ဖို့အားလုံးအစင်သစ်ဖြစ်ပြီအလုတ်စားကြစို့တော့စကားတွင်အားလုံးအလုတ်ရှုပ်ကုန်ကြတော့သည်စာရွက်ထုတ်ဖောက်သူဖောက်မြင်ထဲ့သူထဲ့ဖန်ချောင်းလှိမ့်သူလှိမ့်စာရွက်ခောက်သူခောက်နှင့်ဝိုင်းကြဝင်းကြရာအရှိစီမှရောင်နေပင်ပြုတ်လာကြပြီမိုးစင်စင်လင်းတော့မှသူတော်ကိုမေးရသည်ဟေ့ကောင်တော်ဘလောက်တောင်လိုသေးလဲကွာတဝက်ကြော်လောက်တော့ပြီးသွားပြီဗျညအောင်မင်းကြိုက်တဲ့သူခေါ်ပြီးပြန်တော့မင်းတို့ကဝယ်ရချမ်းရမှာနဲ့ရေးရကျွတ်ရမှာနဲ့အလုပ်ရှုပ်လိမ့်မယ်ခေါ်တောင်းမုံဆွဲရအောင်မှာဆိုတော့ပကြီးဆွဲတတ်တဲ့သူကခေါ်သွားအားလုံးအလုပ်တွေပြီးရင်တော့ပြန်အိပ်ပေါ့ကွာမနေ့ပြန်ကအေးရေးဝထားဖို့လိုတယ်လေသူစကားကိုမြအောင်ကခတ်တော်လားခတ်ငော့လားမသိတုံ့ပြန်နေခမရခိုင်းတဲ့အလုပ်တွေကတနေကောင်အောင်ပြီးပါမလားမသိမပြီးလဲညာတီဆက်လို့ရမှာပေါ့ဗျာအိတ်တာကတော့ထောင်ထဲရောက်မှဝါအိတ်တော်မယ်ပြောပြီးသည်နှင့်မြအောင်တို့အဖွဲ့ထွက်သွားသည်နေ့လယ်10 နာရီထိုးတော့ကူးစရာရွက်100လောက်တော့ကြံတော့သည်မောင်ကြောင့်မင်းဆောင်ပြီးတော့စာရွက်အားလုံးမင်းတို့အိမ်သေးသွားငါနဲ့ထွန်းစော်ပြန်တော့မယ်အလုပ်လေးတစ်ခုလုပ်เสียရှိလို့လမ်းမော်ရောက်တော့မှသူထွန်းစော်ကိုရှင်းပြသည်အတန်ချက်ဆက်ကိစ္စငါစိတ်မချလို့ကွာမင်းပထမငားတဲ့သူစီထပ်သွားရအောင်တခါတည်းငွေချေပြီးထပ်ငားရအောင်မင်းမှာပတ်စံဘယ်လောက်ရှိသေးလဲဘယ်မှာရှိမှလဲရှိတာအကုန်ထည့်ခဲ့ပြီပဲသူဖြစ်တင်မောင်းဝေးစီဝင်ကြသည်ငွေ100ဆွဲသည်မနှက်ပြန်ကအလုပ်ဖြစ်ပြီးတက္ကသိုလ်ပဲရောင်လို့တော့မလာနဲ့ဟုတတိပေးခဲ့ရသေးသည်တစ်ဆက်တည်းထွန်းစော်ကိုလည်းမှားရသည်မင်းအကိုကိုလည်းပြောလိုက်တက္ကသိုလ်ပဲမလာနဲ့လို့ဒီပွဲမှာဒိုး2 ယောက်ပဲရင်းရမယ်တင်မောင်းဝေးဒီကောင်ပါလာလို့မဖြစ်ဘူးစိတ်ချပါခမ ्या ကောင်ချစ်တီးကလည်းမိမနာကမခွာကျင်တာနဲ့အတော်ပါပဲပြောဆိုနဲ့အတန်ချက်ဆက်ဆရာစီကိုရောက်သွားကြသည်ထိုသူကအစကညင်းနေတော့လဲနောက်တော့ဆရာငွေကိုလက်ခံလိုက်သည်ကိုဘကဂရီပြတ်တယ်လို့ဖြစ်နေ၍တိတ်ကျဉ်နဲ့ဟန်မတူကိုပြားလောင်းစီကရလဲရဖို့ကွာနှစ်ခုဖြစ်လဲမပေါ်ပါဘူးသူကပြောတော့ထွန်းကျော်ကထောက်ကန်သည်ကောင်းပါတယ်သေချာတာပေါ့ကဲဒါဖြင့်ငါလည်းအိမ်ပြန်အိတ်တော့မယ်ကွာအေးရေးပြတ်တာတွေများပြီကွာဟုတ်တယ်ခမရအိတ်လာအောင်လူလဲမျက်မှန်ပဲကြံတော့တယ်အမေမင်းကတော့ကျင်းနာနာစကားတွေစိုးလို့ပါလားသေမာစိုးလို့ပြောတပိတ်ပြီးမှသေကိစ္စမရှိဘူးခုတော့မသေနဲ့အောင်သူတဟားဟာအော်ရပြီးထွန်းစော်ကိုကြောက်ခိုင်းလိုက်သည်အိမ်ပြန်ရောက်တော့မရဲနိုင်အေးကိုလှိုက်ခနဲသတိရလိုက်သည်အေးပို့လိုက်သည့်ပတ်စံကိုရမုံငွေထည့်လိုက်ရပြီဘာမှမတတ်နိုင်တော့သူ့အဖြစ်ကဘရင်အောင်ဖောင်ပြဲအခုတော့ဘဝပါပြတ်တော်မူကိဒီနေရာလေးမှာပဲခေတ္တရနာခွင့်ပြုပါရှင်နောက်လာမယ့်အပိုင်းလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်နားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါနာဆုံးပြရမယ်ဟဲ့ဒီနေရာတရားညတ်တာလို့လက်ချင်းနဲ့မတွေ့အားလုံးရမ်းမြေဒါနာဆုံးပြရမယ်ဟဲ့ဒီနေရာတရားညတ်တာလို့လက်ချင်းနဲ့တွေ့အားလုံးရမ်းမြေ